လူပိန်ပြီးတော့ခါနဲ့ပိုက်နဲ့မှာအစီစုတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်အကြံပြုဆွေးနွေးပေးချင်တာကလူပိန်ပြီးတော့ကျွန်တော်ခါတွေပိုက်တွေပဲကွက်ပြီးပူနေတယ်ကွက်ပြီးအစီစုနေတယ်ဆိုတော့မိတ်ဆွေတွေရှောင်ကျဉ်တဲ့ဟာလေးတွေကတော့အဓိကနံပါတ်1ကျွန်တော်တို့အထိုင်မများပါနဲ့တနေ့ကို3နာရီတက်ပုံမထိုင်ပါနဲ့တနေ့ကိုလှုပ်လှုပ်ရှားနေပြီးပါကိုအားရင်အားသလိုလမ်းလေးလျှောက်ပေးနေပါလမ်းလျှောက်ပေးနေပါနံပါတ်2ချက်အနေနဲ့ကျွန်တော်တို့အရေးပြတ်မခံပါနဲ့အရေးပြတ်ခံခြင်းကမိတ်ဆွေတို့ရဲ့ခါနဲ့ပိုက်ကအစီတွေကိုပိုတက်စီပါတယ်နံပါတ်3ချက်အနေနဲ့ကျွန်တော်တို့တနေ့ကိုစားတဲ့ပမာဏကိုမိတ်ဆွေတို့ဆက်စစ်ဖို့လိုတယ်တနေ့ကုန်စားတဲ့ပမာဏကိုဘာလို့ဆက်စစ်ခိုင်းလဲဆိုတော့ကျွန်တော်တို့ကဒီနေ့ရကြည့်ကယ်လိုရီကနည်းပေမဲ့မနေ့ပြန်ကြရင်လည်းများရင်များသွားနိုင်တယ်တရက်နဲ့တရက်ကကယ်လိုရီအဝင်ထွက်ခြင်းကမတူတဲ့အတွက်ကြောင့်မိတ်ဆွေတို့ဘိုက်အစီကြဖို့ခက်ခဲပါတယ်နံပါတ်4ချက်အနေနဲ့စားတဲ့အတိုင်းမှာပရိုတင်းလို့ခေါ်တဲ့အသားဓာတ်ကိုမဖြစ်မနေပေါအောင်စားပေးဖို့လိုတယ်ပို့စားပေးဖို့လိုတယ်ပြီးွားရင်အသီးရွက်တွေများများစားပေးဖို့လိုတယ်ဖိုင်ဘာပို့စားပေးဖို့လိုတယ်ကျွန်တော်နံပါတ်5ချက်အနေနဲ့ကျွန်တော်တစ်ပတ်ကို3ရက်လောက်ဝိတ်မဖို့လိုတယ်အဲ့ဆိုရင်မိတ်ဆွေတို့အဆင်ပြေပါမှာဗျာနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်